Hello မင်္ဂလာပါစင်ပြေကြပါစေဗျာဒီနေ့ကကျွန်တော် meditation နဲ့ပတ်သက်ပြီးတော့အနောက်နိုင်ငံက neuroscientist တွေရှာဖွေတွေ့ရှိတဲ့အကြောင်းအရာတချို့ပြောပြရှင်ပါတယ်အဲ့ဒါတွေကပါတယ်လဲဆိုတော့နံပါတ်1ကကြတော့အာရုံစူးစိမှု focus အားပို့ပြီးတော့ကောင်းလာတယ်ဒါဘာလို့ဖြစ်လာတာလဲဆိုတော့ကျွန်တော်တို့စိတ်ကအရင်လိုတရားထိုင်ပြီးပြီဆိုရင်ဟိုလွင်းဒီလွင်းသိပြီးတော့မရှိတော့ဘူးအဲ့တော့စိတ်ကတည်ငြိမ်လာတဲ့အတွက် focus အားဟာပိုကောင်းလာတယ်ပေါ့နော်နောက်ပြီးတော့ဒုတိယတစ်ချက်ကကြတော့စိတ်ဖိစီးမှုပိုပြီးတော့ရှုပ်နေလာတယ်စိတ်ဖိစီးမှုကဘာလို့ရှုပ်နေလာလဲဆိုတော့ကျွန်တော်တို့မှာအတွေးတွေက overthinking နေပေါ့နော်အတွေးလွန်နေတဲ့အချိန်တွေကတော်တော်များပါတယ်အနောက်နိုင်ငံကသူတည်တဲ့နာတစ်ချက်တစ်ခုမှာလူပေါင်း3000ကျော်သူတို့ဒီသူတည်တဲ့နာတွေကိုဆွဲခေါ်လာတယ်ပေါ့နော်ဆွဲခေါ်လာပြီးတော့သူတို့ကိုဖုံးဆက်ပြီးတော့မေးတဲ့အချိန်မှာမင်းဘာလို့လုံးနေလဲဆိုတော့ဥမာကျွန်တော်ပကံဆင်းနေတယ်ဆိုပကံဆင်းနေတယ်ပေါ့နော်ပကံဆင်းတဲ့လို့ကိုလုံးနေတယ်အဲ့ဒါဆိုရင်မင်းရဲ့စိတ်ကပြင်ပါလေအခုဆိုတော့ပကံဆင်းရှိမှာသူစိတ်ကမရှိဘူးဒါလို့ဆိုစိတ်ကပြန့်လွင်နေတဲ့အတွက်အဲ့ဒါဆိုရင်မင်းပျော်လားဆိုပြီးတော့သူတို့ဒါရီယာမေးခွန်းမေးတယ်ဒီမှာလုံနေတဲ့အလုံးမှာ focus မရှိတဲ့အတွက်သူရဲ့စိတ်ကဘာလို့ဆိုတော့ဝေဝါးပြီးတော့လွင့်ပြန်နေတယ်နော်အဲ့ဒီဟာကြောင့်သူကစိတ်ပျော်ရွှင်မှုမရှိဘူးအဲ့တော့ဒီသူတို့ရဲ့စစ်တမ်းထင်မှာဆိုရင်40ခွန်ရာခိုင်နှုန်းလောက်ကိုထိကျွန်တော်တို့က present ထင်မှာမရှိဘူးပေါ့နော်40ခွန်ရာခိုင်နှုန်း44နဲ့40ခွန်ချားနေတူပါတယ်အဲ့လောက်ရာခိုင်နှုန်းထိကိုကျွန်တော်တို့ရဲ့နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာကျွန်တော်တို့စိတ်ကမရှိဘူးဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့တရားထိုင်တော့အပြင်ဒီစိတ်ဖိစီးမှုကိုကျွန်တော်တို့ရှော့ချနိုင်တယ်ဘာလို့ဆိုတော့ဒီနံပါတ်1မှာပြောခဲ့သလိုအာယုံစူးစိမှုပေါ်အားကောင်းနေဆိုရင်စိတ်ဖိစီးမှုလေးကျွန်တော်တို့ရှော့ချပြီးသားဖြစ်သွားမယ်လို့ထင်ပါတယ်နောက်တတိယတစ်ချက်ကကြတော့မှတ်ဉာဏ် memory ပို့ပြီးတော့တိုးတက်လာတယ်ဆိုပြီးတော့တွေ့တယ်ပေါ့နော်ဒီကျွန်တော်အတွေ့အကြုံအရဆိုရင်မှတ်ဉာဏ်အားတိုးတက်လာတယ်ဟုတ်တယ်ဘာလို့လဲဆိုစိတ်ကတရားထိုင်ပြီးပြီဆိုရင်ရှင်းလင်းပြီးတော့ဖြစ်နေတဲ့အတွက်ဥပမာပြအိမ်တဲ့အိမ်မှာရှိတဲ့အိမ်တဲ့အိမ်မှာမတန့်ရှင်းရတဲ့အိမ်တဲ့အိမ်မှာအမိတ်တွေရှုပ်ပွားနေတယ်ဆိုပါစို့အဲ့တော့ပစ္စည်းတစ်ခုဝယ်လာတယ်ဆိုရင်ဒီပစ္စည်းအသစ်ကိုသိမ်းဖို့အတွက်ကျွန်တော်တို့မှာဒီအိန္ဒိယအရှုပ်ထုတွေအမိတ်ထုတွေကိုရှင်းရမယ်ဆိုတာရှိတယ်အဲ့တော့မှတ်ဉာဏ်အဲ့တော့ဒီပစ္စည်းအသစ်ကရောက်လာပြီပစ္စည်းအဟောင်းတွေကိုတန်တန်ရှင်းရှင်းနဲ့ရှင်းမထုတ်ဘူးဆိုရင်ဒီပစ္စည်းထုတ်အတွက်တက်ရှင်းတဲ့နေရာဆိုတာဖြစ်မလာဘူးအဲ့လိုပုံစံမျိုးပါပဲအတွေးဆိုတာလေဒီတိုင်းပါပဲဘာလို့ဆိုကျွန်တော်တို့မှတွေးပြီးသားအတွေးတွေနေတိုင်းထက်နေတဲ့အတွေးလေးတွေပေါ့နော်တစ်ခါလေကြာရင်မနေ့ကဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုတစိမ့်စိမ့်တွေးပြီးတော့စိတ်ထဲမှာအဲ့လိုမျိုးခံစားနေရတဲ့အရှင်ရှိတယ်ကျွန်တော်တို့မှာနော်အဲ့တော့ကျွန်တော်တို့ဒီဝေလာတဲ့ပစ္စည်းအသစ်အတွက်ထားမယ်နေရာတစ်ခုလိုတယ်ဆိုရင်ကျွန်တော်တို့ကအိန္ဒိယချုပ်ပွားနေတဲ့အမိတ်ထုတ်တွေရပြီးတော့တန့်ရှင်းမလုပ်ရသေးတဲ့ဟာတွေကိုကျွန်တော်တို့တန့်ရှင်းလုပ်ရမှာပေါ့နော်ဒီလိုပါပဲကျွန်တော်တို့စိတ်ဆိုတာလေအဲ့လိုပဲနေ့တိုင်းဒီအတွေးတွေမှာပဲပိတ်မိနေပြီးတော့ကြာရင် depression ဖြစ်သွားတယ်ဆိုတာရှိနေတဲ့အတွေးတွေကိုရှင်းမသွားပဲထက်ကနဲ့အဲ့လိုမျိုးဖြစ်သွားတဲ့ depression ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီသူပြောတဲ့အထက်မှာမှတ်ဉာဏ်ပေါ်အားကောင်းလာတယ်ဆိုတာစိတ်ထဲမှာရှင်းနေတဲ့အတွက်ရှုပ်မနေတဲ့အတွက်ပို့ပြီးတော့ဒီကောင်းတဲ့ memory တွေအတွက်နေရာပို့ပြီးတော့ကျလာတယ်ဆိုတော့သဘောကိုပြောထားတာပါနံပါတ်4ကကြတော့ကျွန်တော်တို့စိတ်ခံစားမှုကိုပို့ပြီးတော့ထိချောက်လာနိုင်တယ်စိတ်ခံစားမှုကိုဘာလို့ထိချောက်လာနိုင်လဲဆိုတော့ကျွန်တော်တို့တရားထိုင်တဲ့အချိန်မှာစိတ်ကတော်တော်လေးကိုတည်ငြိမ်သွားတယ်ပြီးတော့ကျွန်တော်တို့မှာဘာလို့ဆိုတော့ဒီတရားထိုင်ခဲ့တဲ့အချိန်ကကြံခဲ့တဲ့စိတ်ရဲ့ညှိအမှုတွေကချက်ချင်းတရားထိုင်ပြီးချက်ချင်းပျောက်မသွားဘူး
ဒါအဲ့ပြောင်းမသွားအောင်ကျွန်တော်တို့ကဘာလို့ရလဲဆိုတော့တတိပြန်ပြီးတော့ကက်ပေးရတယ်ဒီတချို့ကကြတော့တရားစခန်းကိုသွားဝင်တယ်တရားစခန်းဝင်ပြီးတော့တရားစခန်းမှာ9ရက်ပတ်လုံးထိုင်ပြီးတော့ပြန်လာတယ်ပြီးရင်တရားအကြောင်းတွေအကုန်လုံးမေ့သွားရပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဒီကပြန်ပြီးတော့ကျွန်တော်တို့ကrefresh ပြန်လုပ်ရတယ်လို့မျိုးလေအမြဲတမ်းဒီ mindfulness တတိပဋ္ဌာန်ကိုတတိကိုကက်ပေးတယ်ဆိုရင်ကျွန်တော်တို့ဒီအဲ့ဒီတရားထိုင်ခဲ့တဲ့အရှင်ကရခဲ့တဲ့စိတ်ရည်တည်ငြိမ်မှုကဒီဘဝထဲမှာရှိတယ်